အားကစားတစ်ခုခုကိုပထမဦးဆုံးကစားခဲ့မှုတဲ့အချိန်ကိုစဉ်းစားကြည့်ပါမျက်နှာပေါ်ကိုလေပြေတိုက်ခတ်သွားတဲ့ခံစားချက်ဂိုးပိုက်ထဲကိုဘောလုံးဝင်သွားတဲ့အတန်အောင်ပွဲရဲ့အရာသာကိုသတိရကြည့်ပါစလိုက်ထိုးခြင်းကန်ချက်တွေနဲ့ရမှတ်တိုင်းကတင်းရဲ့တွင်းစိတ်ထဲမှာစွန်တစ်ခုကိုလုံဆော်ပေးခဲ့တယ်ဒီလိုဝမ်းမြောက်မှုကခံစားချက်အလွန်ကောင်းပါတယ်အမတ်တရားတွေကိုပြန်တွေးကြည့်တိုင်းမှာသင်ခံစားမိနိုင်ပါတယ်ထာဝရတည်မဲ့ခံစားချက်လို့တွေးခဲ့ပေမဲ့မဟုတ်ပါဘူးတင်းရဲ့ပျော်ရွှင်မှုကခဏတာတာဖြစ်နေခဲ့တာပါတောက်ပတဲ့အကြည့်တွေစိတ်တက်ကြွမှုတွေရင်သက်ရှုမုန်းဖွယ်ရာတွေဒါတွေအားလုံးတဖြည်းဖြည်းပျောက်ကွယ်သွားတာကိုသင်ခံစားလိုက်ရတယ်အားကစားပေါ်ထားရှိရဲ့တင်းရဲ့ချစ်ချင်းကလည်းတဖြည်းဖြည်းလျော့ပါလာတယ်နောက်နှင်းမှုဒဏ်ရာအရှုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါဒါတွေကိုသင်ဘယ်လိုစုပ်ကင်ထားနိုင်မလဲပျော်ရွှင်မှုနဲ့ဆက်ပြတ်သွားတဲ့အခါသင်အဲ့ဒီပျော်ရွှင်မှုကိုပြန်မရှာနိုင်ဘူးလို့ထင်ရစေနိုင်ပါတယ်ဘဝမှာရှုံးနိမ့်မှုတွေနဲ့ကြုံရတဲ့အခါသင်ပြန်ယုံထားဖို့ခွန်အားရှိပါသလားသင်ရှုံးနိမ့်သည်ဖြစ်စေအနိုင်ရသည်ဖြစ်စေသင်ရဲ့ဝမ်းမြောက်ခြင်းကိုပြန်ရှာနိုင်ဖို့ကူညီပေးလိုတဲ့သင်ကိုချစ်တဲ့ကယ်တင်ရှင်တစ်ပါးကသင်ကိုဖန်ဆင်းခဲ့တာပါဘုရားသခင်ကကျွန်တော်တို့ကိုသိမြင်ပြီးကျွန်တော်တို့ရဲ့နာကျင်မှုတွေကိုသူလည်းခံစားပူပါတယ်လက်ဝါးကတိုင်ပေါ်ကအောင်နိုင်ခြင်းကသင်ရဲ့နာကျင်မှုဟာသင်ရဲ့လမ်းဆုံးမဟုတ်ဘူးဆိုတာကိုသိချစေပါတယ်ယေရှုကြောင့်ကျွန်တော်တို့ရဲ့လမ်းဆုံးကထာဝရဝမ်းမြောက်ခြင်းပဲဖြစ်တယ်အဲ့ဒီဝမ်းမြောက်ခြင်းကအနိုင်ရတဲ့ပျော်ရွှင်ခြင်းနဲ့အားကစားသမားကောင်းတူဖြစ်ခြင်းထက်ပိုပါတယ်ကျွန်ုပ်တို့ရဲ့မျှော်လင့်ခြင်းကတည်ချတဲ့အတွက်ဘလို့ဆုံးရှုံးမှုကိုမဆိုရင်ဆိုင်ဖို့နဲ့အောင်မြင်မှုတန်တွေကိုလည်းကြော်ဖြတ်နိုင်ဖို့အတွင်းစိတ်ခွန်အားပေးပါတယ်ကျွန်ုပ်တို့ရဲ့နေ့ရက်ချိန်တိုင်းမှာဝမ်းမြောက်နေမယ်လို့တော့မဆိုလိုပါဘူးဒါပေမဲ့ယေရှုခရစ်အားဖြင့်ဘယ်ရာကမှမနှုတ်ယူနိုင်တဲ့ထာဝရနဲ့ရှင်တဲ့ဝမ်းမြောက်ခြင်းကိုရရှိနိုင်ပါတယ်ယေရှုပေးသောဝမ်းမြောက်ခြင်းနဲ့ယေရှုအကြောင်းသိရှိလိုပါသလား